မြန်မာနိုင်ငံတောင်ဘက်စွန်းတနင်္သာရီတိုင်းဒေသကြီးကံရိုးရမ်းမှာတည်ရှိနေတဲ့မြေမျိုးဟာဧရိယာအပြင်949.45စတုရန်မိုင်ကျယ်ဝန်းပါတယ်အလွန်လှပတဲ့ကံရိုးရမ်းမြို့တော်မြေမျိုးမှာလှပခဏစွာတည်ရှိနေတဲ့မြေတက္ကသိုလ်ကြီးဟာမြို့ကျက်တည်ဆောင်တက္ကသိုလ်ကြီးတစ်ခုလည်းဖြစ်ပါတယ်မြေတက္ကသိုလ်ဟာအောင်မြင်ပါပြီကံရိုးရမ်းဒေသလိုအပ်ချက်နဲ့ကန့်ညီတဲ့လူစွမ်းအရင်းမြစ်များပေါ်ထွန်းလာစေရန်လေ့ကျင့်ပြိုးထောင်ပေးနေတဲ့တက္ကသိုလ်ကြီးတစ်ခုလည်းဖြစ်ပါတယ်။မြေတက္ကသိုလ်ရဲ့ထင်ရှားတဲ့အမှတ်အသားကတော့နဝရကိုဘာမှာပါဝင်တဲ့ပလဲရတနာဖြစ်ပြီးမြေဧကအပြင်85ဧကကျယ်ဝန်းပါတယ်။မြေတက္ကသိုလ်ကို1995ခုနှစ်မှာမြေကောလိပ်ဖြင့်စတင်ဖွင့်လှစ်ခဲ့ပြီး2001ခုနှစ်မှာမြေဒီဂရီကောလိပ်ဖြင့်တုံးမြင့်ဖွင့်လှစ်ခဲ့ပါတယ်။2003ခုနှစ်မှာတက္ကသိုလ်အဆင့်သို့တုံးမြင့်ဖွင့်လှစ်နိုင်ခဲ့ပြီးနိုင်ငံတကာနဲ့ပူးပေါင်းဆောင်ရွက်တဲ့သုတေသနနီလာခံများကိုကျင်းပနိုင်ခဲ့ပါတယ်။မြေတက္ကသိုလ်ရဲ့မျှော်မှန်းချက်ဗီရှင်ကတော့အည်သွေးပြည့်ဝ၍ကိုယ်ချက်တရားကောင်းမွန်သောဘွဲ့ရပညာတတ်များသုတေသနပညာရှင်များဝေးထုတ်ပေးနိုင်ရန်ဖြစ်ပါတယ်။မြေတက္ကသိုလ်ရဲ့မျှော်မှန်းချက်အောင်မြင်စေရန်ဆောင်ရွက်ရမယ့်လုပ်ငန်းတာဝန်များကတော့ဒေသလူအဖွဲ့အစည်းလိုအပ်ချက်နဲ့ကန့်ညီတဲ့လူစွမ်းအရင်းမြစ်များကိုတဘာဝတရားစာတအရင်းမြစ်များအဖြစ်ထိန်းသိမ်းအသုံးပြုနိုင်စွမ်းရှိတဲ့ပညာရှင်များပေါ်ထွက်လာစေရန်ဖြစ်ပါတယ်။အဓိကတန်ဖိုးထားမှုများကတော့ဒေသတွင်းရှိလူအဖွဲ့အစည်းများ၏လိုအပ်ချက်များနှင့်လက်လျောညီထွေသောပညာရေးနှင့်ပညာရှင်များမွေးထုတ်ပေးရန်ဖြစ်ပါတယ်။မြေတက္ကသိုလ်မှာသင်ကြားပေးနေတဲ့ဌာနများကတော့မြန်မာစာဌာန၊အင်္ဂလိပ်စာဌာန၊ဘာသာဝင်ဌာန၊သမိုင်းဌာန၊ဒါသနိကဗေဒဌာန၊အရှိတိုင်းပညာဌာန၊ဥပဒေပညာဌာန၊ဓာတုဗေဒဌာန၊ယူပဗေဒဌာန၊သင်္ချာဌာန၊တတ္တဗေဒနဲ့ရေသတ္တဝါမွေးမြူရေးဌာန၊ယုတ်ခဗေဒဌာန၊ဘူမိဗေဒဌာန၊အနဝသိပ္ပံဌာန၊စီးပွားရေးပညာဌာနစတဲ့သင်ကြားဌာန15ဌာနတို့ဖြင့်အထူးပြုဘာသာရပ်16ခုကိုဖွင့်လှစ်သင်ကြားလျက်ရှိပါတယ်။2023-2024ပညာသင်နှစ်မှစ၍မြန်မာစာဘာသာရပ်၊ဘာသာဝင်ဘာသာရပ်နဲ့အနဝသိပ္ပံဘာသာရပ်များတွင်ပါရူဘွဲ့သင်တန်းများကိုစတင်ဖွင့်လှစ်သင်ကြားပေးလျက်ရှိပါတယ်။နေ့သင်တန်းများအပြင်အဝေးသင်တန်းများကိုပါသင်ကြားပေးနေတဲ့အတွက်2 system or one campus နဲ့လို့လည်းခေါ်ဆိုနိုင်ပါတယ်။မြေတက္ကသိုလ်ဟာကံရိုးတန်းဒေသမှာတည်ရှိတဲ့အတွက်ဒေသတွင်းစီးပွားရေးကိုအထောက်အကူပြုစေနိုင်ရန်အနဝသိပ္ပံဌာနမှခရုကမာသားဖောက်မွေးမြူခြင်းဂုံကနန်းနှင့်အခြားသောရေသတ္တဝါများမွေးမြူခြင်းမျောလင်းအစာများမွေးမြူခြင်းပင်လယ်ရေမော်မျိုးစိများကိုဓာတ်ခွဲခန်းမှတဆင့်ပင်လယ်ရေပြင်တွင်စမ်းသပ်စိုက်ပျိုးခြင်းရေချောပစောသားဖောက်မွေးမြူခြင်းလုပ်ငန်းများကိုသုတေသနများဆောင်ရွက်နေပြီးဒေသခံရေလုံးသားများအားဓာတ်ခွဲခန်းတွင်သားဖောက်ထားတဲ့ခရုကမာသားပေါင်းများဖြန့်ဝေပေးခြင်းတင်တန်းပေးခြင်းနည်းပညာပေးခြင်းများဖြင့်ဒေသတွင်းစီးပွားရေးဖွံ့ဖြိုးမှုကိုပံ့ပိုးပေးနိုင်ခဲ့တဲ့အပြင်ဒီရေတောများထိန်းသိမ်းထားနိုင်ရန်ဒီရေတောအပင်များပြုထောင်ခြင်းကိုဆောင်ရွက်လျက်ရှိပါတယ်။အနဝဂီဟစနစ်မှာအရေးပါလာတဲ့မြေကျော်စုရှိတန်တာကြောက်တန်းများလေ့လာခြင်းတို့ကိုဆောင်ရွက်လျက်ရှိပါတယ်။မြေတက္ကသိုလ်ကြီးဟာကျောင်းသားကျောင်းသူများပညာရည်မြင့်မားစေရန်အတွက်လက်တွေ့ခန်းများမြူဇီယံများလင်းဖိလက်များဖွင့်လှစ်ထားရှိပေးပြီးသင်ကြားရေးအထောက်အကူဖြစ်စေရန်စာတွေ့အပြင်လက်တွေ့ခန်းများဖြင့်လက်တွေ့လှုပ်ဆောင်စေခဲ့ပါတယ်။သိပ္ပံဘာသာရပ်များအနေနဲ့သင်ခန်းစာများကိုသင်ကြားပေးအောင်များမကလက်တွေ့များကိုပါပြုလုပ်စေပြီးဘာသာရပ်ဆိုင်ရာပြတ်တက်များထားရှိ၍လည်းလက်တွေ့သင်ကြားပို့ချပေးလျက်ရှိပါတယ်။ကျောင်းသားကျောင်းသူများအင်္ဂလိပ်စာအရည်အသွေးတိုးတက်စေရန်အတွက်လင်ဂရီလက်များတွင်လေ့ကျင့်သင်ကြားပေးလျက်ရှိပါတယ်။နှစ်စဉ်ပွဲနှစ်သဘင်ကျင်းပပြုလုပ်ပေးပြီး
နေ့တင်တန်းနှင့်အဝေးသင်သင်တန်းသားများအားမဟာဝိစာပွဲမဟာသိပ္ပံပွဲဝိစာကိုထုပွဲသိပ္ပံကိုထုပွဲနှင့်ဝိစာပွဲသိပ္ပံပွဲများကိုချီးမြှင့်ပေးလျက်ရှိပါတယ်မြစ်ခရိုင်တွင်ရှိရပ်ဝေးမှာကျောင်းသားကျောင်းသူများလုံခြုံအေးချမ်းစွာပညာသင်ကြားနိုင်စေရန်အတွက်ပလဲတီဗီဆောင်ပလဲရွှေရည်ဆောင်နဲ့ပလဲရာစာဆောင်တို့မှာကျောင်းသူများကိုထားရှိပြီးပလဲမှန်ဆောင်မှာကျောင်းသားများကိုထားရှိ၍နေထိုင်စားသောက်ရေးအဆင်ပြေစေရန်စီစဉ်ထားရှိပေးတဲ့အပြင်ကျောင်းသားကျောင်းသူများဘာသာတရားကမ်းဆိုင်ပြီးလေးမာရင်ကျေးစေရန်ညစဉ်ဖျားဖူခြင်းများအပတ်စဉ်ကျောင်းပြည့်ရက်များမှာအဆောင်အတွင်းပြည်တရှိရေးများပြုလုပ်စေပြီးမိမိနေထိုင်ရာနေရာကိုသက်ရှင်လှပသောဝန်းကျင်ကောင်းအဖြစ်ထိန်းသိမ်းတတ်စေရန်လက်ချစ်ပြိုးထောင်ပေးလျက်ရှိပါတယ်မိမိဘာသာရပ်ကိုကျွမ်းကျင်တက်မြောက်ပြီးစိတ်ဓာတ်စည်းကမ်းကောင်းမွန်တဲ့ကျောင်းသားကျောင်းသူများဖြစ်လာအောင်လေ့ကျင့်ပေးအောင်များမကကျောင်းသားကျောင်းသူများအလတ်ချင်းမှာစိတ်ချမ်းမြေ့စွာပန်းဖြေအနားယူနိုင်စေရန်တက္ကသိုလ်ရဲ့ဂုဏ်ရင်ကရများဖြစ်တဲ့ကျောင်းဝဲအတွင်းပန်းချမ်းများအရေးရတဲ့နေရာများမှာခုံတန်းကလေးများစာကြည့်ရန်စပယ်ခုံကလေးများထားရှိပေးထားပြီးကျောင်းသားကျောင်းသူများကျောင်းနေပြော်၍စာတော်အောင်တတ်ရှင်သရမှုကိုတန်ဖိုးထားတတ်အောင်ပြုစုပြောထောင်ပေးလျက်ရှိပါတယ်ဘာသာရေးဆိုင်ရာအခမ်းအနားများပြုလုပ်နိုင်ရန်အတွက်တက္ကသိုလ်ဓမ္မယုံတည်ဆောက်ထားပေးတဲ့အပြင်စာသင်ဆောင်များစာတိုင်းပမောက္ခချုပ်အင်ယာဒုတိယပမောက္ခချုပ်အင်ယာများဆရာဆရာမအဆောင်များဝန်ထမ်းအင်ယာများကိုဆောက်လုပ်ထားပေးပြီးအေးချမ်းလုံခြုံစွာနေထိုင်နိုင်အောင်စီမံဆောင်ရွက်ပေးထားပါတယ်တက္ကသိုလ်စာကြည့်တိုင်းမှာတက္ကသိုလ်ရဲ့အသက်ဖြစ်တဲ့သုတနာလုပ်ငန်းများဆောင်ရွက်ရရင်၎င်း project paper များအတွက်စာပေအချက်လက်များစုဆောင်းရရင်၎င်းမြန်မာစာအင်္ဂလိပ်စာနဲ့သက်ဆိုင်တဲ့စာအုပ်စာတမ်းများညီညွတ်စာအုပ်များစာနယ်ဇင်းများကိုစုံလင်စွာထားရှိပေးတဲ့အပြင်ရန်ကုန်တက္ကသိုလ်စာကြည့်တဲ့နှင့်လည်း online မှာတစ်ဆက်ရှိဆက်၍စာအုပ်များအလွယ်တကူရှာဖွေနိုင်ရန်အတွက်စီစဉ်ထားရှိပေးပြီး e-library ကိုလည်းစီစဉ်ပေးထားပါတယ်တင်ရိုးပြင်ပလှုပ်ရှားမှုများဖြစ်တဲ့အားကစားပြိုင်ပွဲများကျင်းပနိုင်အောင်အားကစားခန်းမှာဘောလုံးကွင်းများထားရှိပေးပြီးဘောလုံးပြိုင်ပွဲများဗော်လီဘောပြိုင်ပွဲများပြေခုပ်ပေးပိုက်ကြော်ခြင်းစားတဲ့အားကစားပြိုင်ပွဲများကျင်းပပေးတဲ့အပြင်ကိုယ်ကာယလက်ကျင့်ရေးခန်းမများကိုလည်းထားရှိပေးထားပါတယ်မြန်မာရိုးရာယဉ်ကျေးမှုနဲ့ဘာသာတလိပ်ထုံတန်းများကိုထိသိတတ်စေရန်နေ့စဉ်ဘာသာရေးပွဲများဖြစ်တဲ့ဝါဆုံသင်္ကန်းများကထိန်သင်္ကန်းများကတ်လူခြင်းလူငယ်နှင့်လောကနေဒီသင်တန်းများဥပဒေပညာပေးဟောပြောပွဲများစာပေဟောပြောပွဲများသုတနာစာတမ်းဖတ်ပွဲများချက်ချင်းဤသင်တန်းများကိုဖွင့်လှစ်ပေးလျက်ရှိပြီးလငါးတန်းဖော်ပြတဲ့ကျောင်းသားကျောင်းသူများဖြစ်အောင်လေ့ကျင့်ပြောထောင်ပေးလျက်ရှိပါတယ်မြင့်တက္ကသိုလ်ကြီးဟာတန်ရခဏလှပပြီးကျောင်းသားကျောင်းသူများကိုစာတွေ့တာမကလက်တွေ့ပါသင်ကြားပို့ချပေးနေတဲ့အပြင်ဒေသလိုအပ်ချက်နည်းပညာများကိုဖြန့်ဖြူးပေးနိုင်တဲ့အတွက်အခြေခံပညာကျောင်းများကလည်းလာရောက်လေ့လာလျက်ရှိပါတယ်မြင့်တက္ကသိုလ်ဟာစပိန်ထိုင်းဂျပန်တရုတ်အိန္ဒိယနိုင်ငံများမှာတက္ကသိုလ်9ခုနှင့်နားလည်မှုစာချုံးလွှာများရေးထိုးပြီးဖြစ်တဲ့အပြင်ရုရှားနိုင်ငံမှာကာမတ်စတိတ်ယူနီဗာစီနဲ့လည်းနားလည်မှုစာချုံးလွှာရေးထိုးနိုင်ရန်ဆွေးနွေးနိုင်ခဲ့ပြီဖြစ်ပါတယ်
စပင်နိုင်ငံကနာဒါ University သို့အင်္ဂလိပ်စာအထူးကျောင်းသားကျောင်းသူများကိုလည်းနှစ်စဉ်အလှည့်ကျရွေးချယ်ပညာသင်စိန်လှော်ပေးလျက်ရှိပါတယ်။ဥဒတနာတီထွင်ဆန်းသင်မှုနှင့်ဒေတာပူပေါင်းပါဝင်မှုကိုအခြေပြု၍တနင်္သာရီတိုင်းဒေသကြီး၏ငါးလုပ်ငန်းနှင့်ပင်လယ်ပြင်စိုက်ပျိုးမွေးမြူရေးကဏ္ဍတို့မှာဟန်ချက်ညီညီဝင်ရောက်နေရန်လမ်းညွှန်နိုင်မဲ့အဖွဲ့အစည်းတစ်ခုဖြစ်လာစေရန်မှာမြေတက္ကသိုလ်ရဲ့အနာဂတ်မြမှန်ချက်ပဲဖြစ်ပါတယ်။